ဓမ္မမိတ်ဆွေများအားလုံးပဲမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေလို့မေစဉ်ကဥစွာဆုမွန်ကောင်းလေးတောင်းပေးပါစီရှင်မေစဉ်ကပေါ့နော်အခုဒီသတင်းကြိုလာပြည့်နေ့မှာပေါ့နော်မေစဉ်တို့တရဏဂုံရွတ်တဲ့သူတွေအတူတူစုပြီးတော့ကုသိုလ်ပြုလုပ်လို့ရမယ်ညီလေးကိုမေစဉ်ကဝိညာပေးခြင်းပါတယ်မေစဉ်ပေါ့နော်ဒီဝါဆိုလာပြည့်နေ့ကနေစပြီးတော့ဒီသတင်းကြိုလာပြည့်နေ့မတိုင်ခင်အထိပေါ့နော်ဒီတရဏဂုံ8000လေးတောင်အတိတ်ထံဖို့ဒီတစ်ဆက်သေးပူဇော်ရဲဆိုလို့ရှိရင်တော့ဒီဝါလေး3လမှာဒီအတိတ်ထံ3ချိန်အောင်ပါတယ်ပေါ့နော်အဲ့တော့ကိုကဒီဝါရေး3လမှာအတိတ်ထံ3ချိန်စလုံးအောင်နဲ့ဒီဓမ္မမိတ်ဆွေတွေရောဒါမှမဟုတ်လို့ရှိရင်ကိုကပေါ့နော်အတိတ်ထံတစ်ချိန်အောင်သွားလဲရတယ်နှစ်ချိန်အောင်လဲတူလဲရတယ်အဲ့ဒါမှမဟုတ်ဘူးကိုကယခုလက်ရှိမှပဲတရဏဂုံကိုစပြီးတော့ပူဇော်နေတဲ့သူလဲရပါတယ်ဒီမေစဉ်ပြောချင်တာကကိုကတရဏဂုံပူဇော်နေတဲ့သူဆိုလို့ရှိရင်မေစဉ်နဲ့အတူတူသတင်းချွတ်လားပြည့်နေ့လေးမှာအတူတူကုသိုလ်လေးစုပြီးလုပ်လို့ရတဲ့နည်းလေးကိုမေစဉ်ကဝညပေးခြင်းပါတယ်ရှင်ဒါလေးကတော့ရေတရားချီတဲ့နည်းမဟုတ်ပါဘူးမေစဉ်နဲ့အတူတူပေါ့နော်ကုသိုလ်တွေအဲ့ဒီမှာစုပြီးတော့လုပ်လို့ရတဲ့နည်းလေးဖြစ်ပါတယ်ဒါကြောင့်ဒီဗီဒီယိုလေးကိုဆုံးအောင်ကြည့်ပေးတော့ပါလို့မေစဉ်ကဥစွာမိသားလေးရခံပြစီရှင်သတင်းချိုလာပြည့်နေ့ရောက်ပြီဆိုလို့ရှိရင်နေစဉ်တို့ကဒီမနက်ပိုင်းပေါ့နော်ဒီမိုးထလာတာနဲ့ဒီညနေပင်မဲကိုလက်တက်ဆိုရင်ပြီးတော့လို့ရှိရင်နော်ဒီဖျားเจ้าဆောင်ရှိဟာနေစဉ်တို့ကဒီတရဏဂုံသုံးပါးနဲ့ဒီတီလာလေးကိုခံယူပေးပါကိုကပေါ့နော်၅ပါးတီလာခံယူနေဆိုလဲ၅ပါးတီလာခံယူပါအကယ်၍ကိုကအဲ့လေးမှာ၈ပါးတီလာ၉ပါးတီလာခံယူခြင်းလည်းရပါတယ်ရှင်အဲ့တော့နေစဉ်တို့ကဒီဖျားเจ้าဆောင်ရှိမှာတရဏဂုံနဲ့တီလာလေးစောင့်ပြီးသွားပြီဆိုလို့ရှိရင်နော်နေစဉ်တို့ကကြတော့မနက်ပိုင်းဒီ6နာရီကနေပြီးတော့9နာရီအတွင်းပေါ့နော်6နာရီက9နာရီအတွင်းကိုနေစဉ်တို့မနက်ပိုင်းအပြင်ထွက်မယ်ပေါ့နော်အပြင်တွေပါထွက်ဖြစ်မယ်ဆိုရင်ဒီစစချင်းတွေ့တဲ့ပေါ့နော်ဒီစစချင်းမတွေ့ရင်တော့မှအဲ့ကိုသွားတဲ့လမ်းတစ်လျှောက်မှာဖုန်ကြီးဖြစ်ဖြစ်ပီလာရှင်ဖြစ်ဖြစ်ပေါ့နော်ဒီတန်ဃာတော်ဖြစ်ဖြစ်ဒီပီလာရှင်တွေဖြစ်ဖြစ်တွေ့ခဲ့တယ်ဆိုလို့ရှိရင်နေစဉ်တို့ကအဲ့တန်ဃာတော်တွေပီလာရှင်တွေကိုနေစဉ်တို့ဒီစိတ်ထဲမှာစေတနာရှိစွာနဲ့ပေါ့နော်သူပဲပစ္စည်းတစ်ခုခုဖြစ်ဖြစ်ဝတ္ထုငွေဖြစ်ဖြစ်တစ်ခုခုနဲ့ပေါ့နော်အရင်ဆုံးစက်ကပ်ပြီးတော့လူရန်ပေးရပါတယ်အကယ်၍ကိုကဒီတန်ဃာတော်တွေပေါ့နော်တိလားရှင်တွေကိုမတွေ့ခဲ့ဘူးဆိုလို့ရှိရင်လည်းဒီလမ်းမှာပေါ့နော်တက်ကြီးရွယ်အိုတွေတွေ့လို့ရှိရင်လည်းလူပေးလို့ရတယ်တက်ကြီးရွယ်အိုတွေကိုဒီကိုယ့်ရဲ့ပေါ့နော်ငွေဖြစ်ဖြစ်ပေါ့နော်ငွေဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်လည်းစားစရာဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်လည်းဆေးဝါးဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်လည်းစံစီစားဆေးပေါ့နော်တခုခုကိုထူအချင်းနဲ့ဒီလူပဲပစ္စည်းလေးကိုပေါ့နော်လူပေးရပါတယ်အတွေ့အကြုံဒီတက်ကြီးရွယ်အိုတွေလည်းမတွေ့ဘူးဆိုရင်တော့မှလမ်းမှာသွားတဲ့ကလေးလေးတွေပေါ့နော်ကလေးလေးတွေတွေ့လို့ရှိရင်လည်းသူတို့ကိုစားစရာလေးဖြစ်ဖြစ်ငွေလေးဖြစ်ဖြစ်ပေးလို့ရတယ်အဓိကမေချင်းပြောချင်တာကဒီမနက်ပိုင်းကို6နာရီကနေ9နာရီအတွင်းမှာကိုအပြင်သွားခဲ့လို့ရှိရင်ကိုရဲ့လူကျင်နဲ့စိတ်စနာရှိတဲ့ပုံကိုယ်တွေကိုဒီလူပဲပစ္စည်းတွေလှူပေးပါကိုကပေါ့နော်တဦးတွေ့ခဲ့ရင်လည်းတဦးလူပေးပါကိုကထပ်ပြီးတော့လူကျင်နေဆိုလဲ2ဦး3ဦးတွေ့ပြီလဲ2ဦး3ဦးကြီးလို့ရပါတယ်အဓိကကမေချင်းတို့တရဏဂုံပူဇော်နေတဲ့သူတွေအဲ့မနက်ပိုင်း6နာရီကနေ9နာရီအတွင်းကိုရဲ့စိတ်စေတနာရှိစွာအနေခုပဲပစ္စည်းလေးပေါ့နော်အလူကြပုံကိုပြပေးစီခြင်းပါတယ်ရှင်အကယ်၍ပေါ့နော်ကိုကဒီမနက်ပိုင်းလေးကိုမလုပ်ချခဲ့ဘူးဆိုလို့ရှိရင်ညပိုင်းလေးကိုထပ်ပြီးတော့လုပ်လို့ရတယ်ညပိုင်းဆိုလဲထိုနည်းတစ်ကောင်ပဲည6နာရီရနေပြီးတော့9နာရီအတွင်းကိုပေါ့နော်နေချိန်ခုနပြောသွားတဲ့အတိုင်းပဲဒီလူပဲပစ္စည်းနဲ့ပေါ့နော်ဒီဒါနပြပေးလို့ရတယ်အဲ့တော့ကိုကမနက်ပိုင်းကိုလုပ်ဖို့မအားဘူးအချိန်မရခဲ့ဘူးဆိုရင်ညပိုင်းလေးကိုထပ်ပြီးတော့လုပ်ပေးလို့ရပါတယ်ဒါကမျိုးစင်းကအချိန်ဘာလို့သတ်မှတ်ထားလဲဆိုတော့အဲ့အချိန်အတွင်းမှာပေါ့နော်မျိုးစင်းတို့တရဏဂုံပူဇော်နေတဲ့သူတွေစုပြီးတော့ဒါနလုပ်လို့ရတဲ့အချိန်လေးအတွင်းပေါ့နော်ဒါဆိုလို့ရှိရင်ကိုကဒီအချိန်မှာဆိုရင်ငါတို့ရဲ့တရဏဂုံပူဇော်နေတဲ့သူတွေဒီအချိန်အတွင်းမှာငါတို့တွေဒါနတွေဒီစုပြီးတော့လုပ်တယ်ဒီဟာလေးကြောက်ဖို့လူစင်းကနေပြီးတော့အချိန်လေးသတ်မှတ်ပေးထားတာပါရှင်ဒါကပေါ့နော်ကိုကမနက်ပိုင်းလေးမလုပ်ချင်လို့ဆိုရင်ညပိုင်းလေးကိုလုပ်ပေးပါပေါ့နော်ဟုတ်ပြီနေစင်တို့တွေဒီလိုမျိုးလူပဲပစ္စည်းတွေကိုဒီမေမတို့စိတ်စေတနာကြည်တူစွာနဲ့လူပေးသွားပြီဆိုလို့ရှိရင်တော့မေစင်တို့ကနောက်ထပ်မလုပ်ရမလဲဆိုရင် Happy Money လေးကိုမေစင်တို့ဒီချစ်ရတဲ့သူတွေကိုအချင်းချင်းမျှဝေပေးလို့ရတယ်အဲ့တော့မေစင်ခုပြောမယ် Happy Money လေးဆိုတဲ့အကြောင်းအရာလေးကဘာလဲဆိုရင်ကိုကပေါ့နော်ဒီကိုရဲ့ငွေကိုချစ်ရတဲ့သူဒါမှမဟုတ်လို့ရှိရင်ကိုဒီဘယ်လိုပြောမလဲသဘောကျတဲ့သူကိုအရင်ပေးချင်နေတဲ့သူကိုမေစင်တို့ကပတ်စံနဲပြီးပဲမဟုတ်ဘူးရားပြီးပဲမဟုတ်ဘူးကိုပေးလိုက်တဲ့ပတ်စံကဒီကိုရဲ့စိတ်ထဲမှာအရင်ပေးချင်တဲ့ပျော်ပျော်ရွှင်ရွှင်နဲ့ဒီလူတယောက်ကိုပေးလိုက်တဲ့ပတ်စံပြရမယ်နောက်ပြီးတော့ဒီပတ်စံရတဲ့သူကလည်းဒီပတ်စံကိုနိုးတီလည်းမထင်ရဘူးညားတီလည်းမထင်ရဘူးနဲတီညားတီမတတ်မှတ်တယ်နဲ့ကိုစီကိုဒီ Happy Money လေးရောက်လာတာဖြစ်တဲ့အတွက်ကိုကဒီ Money လေး
လေးကိုနဲပညာတွေသဘောမထားပဲနဲ့ကြီးကြီးပြူပြူနဲ့ပဲလက်ခံနိုင်ရမယ်အဲ့လိုမျိုးပေးတဲ့သူဘက်ကလည်းနဲပညာတွေမဟုတ်ဘူးကိုယ့်ဘက်ကဒီကိုအရင်ချစ်ရတဲ့သူပေးခြင်းတဲ့သူပေါ့နော်အဓိကကိုအရင်ပေးခြင်းတဲ့သူကို happy money လေးကိုအဲ့ဒီကိုပေးပေးတာအဲ့တော့လက်ခံတာရရှိတဲ့ဒီဘက်ကလည်းငါ့ကိုပေးတဲ့သူကငါ့ကိုချစ်ခင်စွာနဲ့ပေးတယ်ငါ့ကိုတန်ဖိုးထားပြီးပေးတဲ့ဒီ happy money လေးကိုနဲဒီဖြစ်စေများဒီဖြစ်စေမတတ်မှတ်ခဲနဲ့အဲ့ပတ်စံလေးကိုကြီးကြီးပြပြနဲ့လက်ခံပေးရပါတယ်အဲ့တော့ဒီနေရှင်တို့ကအဲ့မနက်ပိုင်းချစ်ခင်ညပိုင်းချစ်ခင်ဒါနာလေးပြုပြီးသွားပြီဆိုလို့ရှိရင်နေရှင်တို့တနေ့တာအတွင်းမှာကိုအရန်ချစ်ရတဲ့သူတွေကိုတန်ဖိုးထားတဲ့သူတွေကိုအရန်ပေးခြင်းတဲ့သူတွေကို happy memory လေးတွေအချင်းချင်းမျှဝေပေးသွားရပါမယ်အဲ့တော့ကိုကပေါ့နော်တယောက်ပေးခြင်းလည်းရတယ်နှစ်ယောက်ပေးခြင်းလည်းရတယ်အဓိကကိုပေးခြင်းတဲ့တော့ပေါ့နော်ပေးခြင်းတဲ့လူဦးရေကို happy memory လေးတွေအဲ့ဒီတနေ့တာအတွင်းမှာမျိုးစင်းတို့တွေပေးသွားကြမယ်နော်အဲ့တော့ happy money လေးကိုလက်ခံရရှိတဲ့သူကလည်းအဲ့ငွေလေးကိုပေါ့နော်ဒီကိုကတစ်နှစ်တာလုံးအတွင်းမှာကံကောင်းပြီလို့သဘောထားလိုက်ပါ။ဘာကြောင့်လဲဆိုတော့ကိုတန်ဖိုးထားပြီးချစ်ခင်တဲ့သူကကြီးကြီးပြူပြူနဲ့ဒီပတ်စံမျိုးကိုပေးတာဖြစ်တဲ့အတွက်သူဟာအရန်ကံကောင်းတယ်ငါဟာအရန်ကံကောင်းတယ်လူလို့သတ်မှတ်ပြီးတော့အဲ့ပတ်စံလေးကိုတန်ဖိုးထားပြီးတော့တိတ်ပေးစေချင်ပါတယ်အဲ့ဒါဆိုရင်ပေးတဲ့သူကလည်း happy money ဖြစ်တယ်လက်ခံတဲ့သူကလည်း happy money ကိုကြီးကြီးပြူပြူနဲ့လက်ခံတာဖြစ်တဲ့အတွက်မင်းရှင်တို့ဒီတမင်းကျွတ်လာပြင်းရနေစပြီးတော့တစ်နှစ်တာလုံးအတွင်းမှာမင်းရှင်တို့ကံကောင်းခြင်းများစွာကိုရရှိပိုင်ဆိုင်တော့မှာဖြစ်ပါတယ်ဒါကြောင့်မင်းရှင်တို့ဒီတမင်းကျွတ်လာပြင်းလေးမှာအချင်းချင်းချစ်ခင်ရတဲ့သူအချင်းချင်း happy money လေးတွေပေးဖို့လည်းမမေ့ကြပါနဲ့နော်နောက်ဆုံးလှုပ်ဆောင်ရမယ့်တစ်ချက်ကတော့မြေစင်တို့ည8နာရီတိတိအချိန်မှာဒီမြေစင်ခုနပြောတဲ့တရဏဂုံပြည်စော်နေတဲ့သူတွေကည8နာရီထိုးပြီးဆိုတာနဲ့မြေစင်တို့ကတရဏဂုံကိုဒီပုံတန်တရဏကိစ္ဆာမိဓမ္မတရဏကိစ္ဆာမိတန်ငန်တရဏကိစ္ဆာမိဒုတာမှာပဲနော်ပေါ့နော်အဲ့ဒီဟာလေးတွေတရဏဂုံ3မှာဆုံးပြီဆိုတာနဲ့ပတိတလုံးချပြီးတော့မြေစင်တို့ပတိ9ဘတ်တိတိကိုမြတ်စွာဘုရားကျောင်းဆောင်ချိန်မှာအတူတူစုပြီးတော့ပူဇော်ကြပါမယ်အဲ့တော့မေစင်ပြောချင်တာကည8နာရီတိတိမှာမေစင်တို့ကဒီကရဏဂုံပတိကို9ဘတ်တိတိဆက်ရမှာဖြစ်တဲ့အတွက်8နာရီမထိုးခင်မှာတော့ဩဃာတာနဲ့9ဘတ်ဒီတာလေးကိုရင်ကြိုပြီးတော့ခံယူဆောင်ထိန်ပေးပါ8နာရီအတိထိုးတာနဲ့မေစင်တို့ရေအတူတူစုပြီးတော့ပေါ့နော်ဒီကရဏဂုံကိုဒီပတိ9ဘတ်တိတိဒီဘုရားကျောင်းတော်ရှိမှာပူဇော်သွားကြပါမယ်ရှင်အဲ့တော့ပတိကိုဘက်တိတိစိတ်ပြီးသွားပြီဆိုလို့ရှိရင်เนาะမင်းစင်တို့ကဒီစัจ java တစ်ခုလုံးကိုမေတ္တာရေးပို့ကြမယ်မေတ္တာပို့ပြီးသွားရင်เนาะကိုယ့်ရဲ့ဒီလောက်ခဲ့တဲ့ပြတော့ဒီကောင်းမှုကုသိုလ်တွေစัจ java တစ်ခုလုံးမှာရှိရဲ့ဒီနှကောင်းညံ့ညံ့နဲ့တွေကအပေါမြင်မမြင်ရဲ့ပုံကိုယ်တွေနောက်ပြီးတော့ဒီ31ပုံမှာဇင်နေနေကြတဲ့31ပုံပါပြီပေါ့เนาะမင်းစင်တို့ရဲ့အညကိုဆူဆူဆိုင်ဆိုင်နဲ့ပြေးဝေကြပါမယ်အဲ့တော့ဒီမေစင်တို့ကပေါ့နော်တရဏဂုံပတိတဲ့စိတ်တယ်ပြီးသွားလို့ရှိရင်မေတ္တာလည်းပို့တယ်ပြီးသွားလို့ရှိရင်ကိုလောက်ခဲ့တဲ့မြတ်တော့ကောင်းမှုကုသိုလ်တွေပေါ့နော်ဒီကောင်းလက်ရက်တွေအဆောင်ရှောက်ပုံကိုယ်တွေဒီမြတ်မမြတ်ပုံကိုယ်တွေကိုအညတွေပြီးဝေကြမယ်ပြီးသွားလို့ရှိရင်တော့မေစင်တို့တွေကိုယ့်ရဲ့လောက်ခဲ့တဲ့မြတ်တော့ကောင်းမှုကုသိုလ်တွေပေါ့နော်တစ္ဆာဆိုပြီးတော့ဆူတောင်းပြီးပါဦးရဲ့ပေါ့နော်ဒီ3လအတွင်းမှာဝါနေ3လအတွင်းမှာလောက်ခတ်သမျှတော့ကောင်းမှုကုသိုလ်တွေကိုနှံကြံတဲ့သစ္စာလေးတွေဆိုမယ်ပြီးသွားလို့ရှိရင်တော့မြေကျွန်တော်ဒီသစ္စာရေးပေါ့နော်ဆိုထားတဲ့သစ္စာရေးမျိုးတောက်ပြီးတော့ကိုလိုချင်တဲ့စုကိုဒီတစ်ခုလဲကိုပေါ့နော်တောင်းပေးစီကြပါတယ်ရှင်ဒါလေးကပေါ့နော်မြေစင်တို့တွေတရဏဂုံပူဇော်နေတဲ့သူတွေသတင်းချုပ်လာပြည့်နေ့မှာမြေစင်တို့အတူတူပေါ့နော်မြေစင်နဲ့အတူတူစုပြီးတော့ကုသိုလ်လေးတွေလုပ်လို့ရမယ်အစီအစဉ်လေးပဲဖြစ်ပါတယ်အဲ့တော့မြေစင်ကအနှစ်ချုပ်ပြန်ပြောရမယ်ဆိုရင်ဒီမနက်ပိုင်းလေးနိုးလာပြီဆိုလို့ရှိရင်မြတ်စွာဘုရားကျောင်းဆောင်ရှင်မှာတရဏဂုံလေးရွတ်မယ်ကပီလာလေးစောင့်ကြည့်မယ်ပီလာကြတော့9ပါးပီလာပဲဖြစ်ဖြစ်10ပါးပီလာပဲဖြစ်ဖြစ်ရတယ်ပြီးတော့ရင်မြေစင်တို့ဒီမနက်ပိုင်းဆိုရင်6နာရီကနေ9နာရီအတွင်းမနက်ပိုင်းမဟုတ်ဘူးညဘက်ဆိုရင်လည်းည6ကနေ9နာရီအတွင်းကိုမြေစင်တို့ကဒီအပြင်ကိုစားထွက်ပြီးဆိုတာနဲ့အလူခံပုဂ္ဂိုလ်တူဦးကိုကိုယ့်ရဲ့စိတ်စေတနာကြည်လူစွာနဲ့လှုပ်ဝဲသူစီတစ်ခုကိုလှူဒန်းပေးစေခြင်းနဲ့ပြီးတော့ရင်တော့မေစင်တို့တစ်နေ့တာလုံးအတွင်းမှာမေစင်တို့ချစ်ခင်ရတဲ့သူတွေကိုတမိုးထားမြန်လို့ရတဲ့သူတွေကို happy money လေးတွေမေစင်တို့နဲပြီးဖြစ်စေညားပြီးဖြစ်စေမတတ်မှတ်ခဲနဲ့မျှဝေပေးနဲ့လက်ခံရရှိတဲ့သူကလည်းကိုယ့်ကိုဒီကိုက happy money ကိုကြည်ကြည်ပြပြနဲ့ရရှိတာဖြစ်တဲ့အတွက်အဲ့ငွေလေးကိုပျော်ရွှင်စွာနဲ့ဒီတမိုးထားပေးစေခြင်းနဲ့အဲ့ကြလို့ရှိရင်ဒီလက်ခံရရှိတဲ့သူရဲ့စိတ်ပေါ်မူတည်ပြီးတော့မေစင်တို့တင်းစိုးလာပြင်းကနေစပြီးတော့တနုတ်ပတ်လုံးမေစင်တို့တွေအစိုးရမလာပဲလေကောင်းချင်းတွေပဲမေစင်တို့ရောက်ရှိလာလိမ့်မယ်ပြီးတော့ရင်တော့ည8နာရီပြည့်အချိန်ကြလို့ရှိရင်တရဏဂုံ3ပါးကိုဒုတိယပြီးနေပေါ့နော်တတိယပြီးမပါဘဲနဲ့မေစင်တို့ပတိ9ဘတ်တိတိကိုဘုရားကျောင်းတော်ရှိမှာပူဇော်ကြမယ်ပြီးတော့ရင်တော့မေတ္တာပို့မယ်ပြီးတော့လို့ရှိရင်အမြလေးပြေးဝေမယ်ပြီးရင်တော့မေစင်တို့ရေလုတ်ခဲ့သမျှတော့ကောင်းမှုကုသိုလ်တွေဘာတွေတော့မှလုတ်ခဲ့တဲ့ကောင်းမှုကုသိုလ်တွေကို
တစ္ဆာဆိုပြီးတော့ဆူတောင်းမယ်ပြီးရင်တစ္ဆာရေးတောင်းမယ်ပေါ့နော်ဒါပေမဲ့တစ်ခုမှတ်ထားမှာက happy money ဆိုတာနဲတည်လည်းမဟုတ်ဘူးညားတည်လည်းမဟုတ်ဘူးနဲတည်များပြီးမတတ်မှတ်ခဲနဲ့စစ်ခင်တဲ့သူတွေအချင်းချင်းကို happy money လေးရေးပေးသွားလို့ရပါတယ်ရှင်ဒါလေးကတော့မေစင်နဲ့အတူတူပေါ့နော်တရဏဂုံပူဇော်နေတဲ့ဒီမိတ်ဆွေတွေအကုန်လုံးဒီတပင်းကျွန်းလာပြည့်နေ့တွေမှာအတူတူစုပြီးတော့လုပ်ခဲ့ရတဲ့အစီအစဉ်လေးပဲဖြစ်ပါတယ်အဲ့တော့ဒီအားလုံးလည်းမေစင်နဲ့အတူတူကုသိုလ်စုပြီးတော့လုပ်ကြမယ်လို့မေစင်ယုံကြည်ပါတယ်ကိုကပေါ့နော်တရဏဂုံပူဇော်နေတဲ့သူဆိုလို့ရှိရင်ကိုလိုပဲအခြားတရဏဂုံပူဇော်နေတဲ့သူတွေရှိခဲ့မယ်ဆိုလို့ရှိရင်လည်းအဲ့ဒီလေးမှာအတူတူစုပြီးတော့ဒီလိုမျိုးကုသိုလ်လေးတွေလုပ်လို့ရအောင်လို့ဒီဗီဒီယိုလေးကိုပြန်ပြီးတော့မျှဝေပေးသွားလို့ရပါတယ်ကိုကမျှဝေလိုက်ပြီဆိုရင်ကိုရဲ့ဒီဗီဒီယိုလေးကိုကြည့်တဲ့တခြားတရဏဂုံပူဇော်နေတဲ့သူတွေ့ခဲ့မယ်ဆိုလို့ရှိရင်လည်းသူလည်းဒီလိုမျိုးပေါ့နော်မေစင်တို့နဲ့အတူတူစုပြီးတော့ကုသိုလ်လုပ်လို့ရမှာပါဒါကြောင့်မလို့ပေါ့နော်ဒီတနင်္ဂနွေလာတဲ့နေ့လေးမှာပျော်ရွှင်ရွှင်နဲ့ဒီတနေ့တာလုံးကို၅ပါးတီလာလေးတို့မဟုတ်၈ပါးတီလာ၉ပါးတီလာပေါ့နော်ကိုအတက်နိုင်တဲ့တီလာလေးစောင့်သိမ်းပြီးတော့အတူတူဒါနတွေပြုကြမယ်အတိမန်လေးတွေမျှဝေသွားကြမယ်တနေ့တာလုံးအတွင်းမှာဒီတောကလေးတွေစိတ်ချင်းရဲရာတွေဖယ်ပြီးတော့ပျော်ရွှင်ရွှင်လေးနဲ့အတူတူစုပြီးတော့လုပ်သွားကြမယ်နော်နောက်ပိုင်းတမင်းကျော်လာပြည့်နေ့ကနေစပြီးတော့နောက်နှစ်များစွာအထီးကိုကံဆိုးခြင်းများစွာကံမကောင်းခြင်းများစွာနဲ့မကြရောက်ခဲနဲ့နေစဉ်တို့တစ်နှစ်တာလုံးအတွင်းမှာဒီကံကောင်းခြင်းများစွာရရှိအောင်လို့နေစဉ်တို့နားပြည့်နေ့လေးမှာအတူတူစုပြီးတော့ကုသိုလ်ကြီးလုပ်ကြပါမမစင်များအားလုံးဒီနေစဉ်ညဝေပြီးတဲ့ဒီနေစဉ်နဲ့အတူတူလုပ်လို့ရတယ်ဒီကုသိုလ်လူလေးကိုအတူတူလေးလည်းလုပ်ကြပါလို့နေစဉ်ကတောင်းဆိုကြပါတယ်နေစဉ်ရဲ့အတူတူပေါ့နော်ကုသိုလ်လေးတွေလုပ်ကြမယ်ဒီနေ့တာလုံးကိုပျော်ပျော်ရွှင်ရွှင်နဲ့ဖြတ်တန်းရုံနဲ့ဒီကောင်းခြင်းများစွာရရှိပါစေလို့နေစဉ်ကဆုမကောင်းလေးတောင်းပေးကြပါတယ်ရှင်ဓမ္မမစင်များအားလုံးပူဇမ်းမှာစိတ်ချမ်းသာပြီးလူရန်ဆန္ဒများပြည့်ဝရကြလားစီ